ရွှေရောင်ချုံလွမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသို့အနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိမွေးစကားရှင်မစင်သိတာဘူကောင်သက်ကပွင့်ဒီရစေရှောင်းမပဲဘူး hey ရေကောင်းတော့ထွန်းလုံးမပဲစာဒီတွေစာဒီမှာကဲရေကောင်းဆိုတော့မြမာတွေဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူပဲတော့အိမ်မကိုတော့တဲ့ပြလို့ MYANMAR မြန်မာတဲ့ hey မြတ်တာညီညွတ်တဲ့နိုင်ငံတကာမှာအောင်မြင်ဖို့တွတ်ထိုးကြိုးစား MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပုံမကြိုးစား MYANMAR နော်လင်းချမ်းများနဲ့ရှေ့ခီးဆက်အခိုင်မာချီလမ်းများဘူကောင်ထက်ကပွင့်ဒီရဲ့ဖေရှောင်းမပဲဘူး hey ရေကောင်တော့ထွန်းမလို့မပဲစာဒီဝဲစာဒီမှာကဲနေရတာဆိုတော့မြန်မာရင်ဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူပဲတော့အိမ်မကိုတော့တဲ့ဝလို့ MYANMAR မြန်မာတဲ့ hey Nationally, yeah, gonna know yeah, we